ဒီတစ်ခါမှာတော့မြန်မာနိုင်ငံကျွယ်ဝချမ်းသာတဲ့နိုင်ငံတနိုင်ငံကနေဘာဖြစ်လို့ဆေးရဲမွဲတွေမှုစီကိုဥတီသွားခဲ့တယ်လဲဆိုရဲထူးဆန်းတဲ့ခရီးလမ်းကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ် ဟုတ်ပါရဲ့တယံဇာထကျွယ်ဝတဲ့နိုင်ငံတစ်နိုင်ငံဟာဘလို့လို့ပြီးဆင်းရဲဖို့ရွေးချယ်ခဲ့တယ်လေဒါကတကယ်ကိုစဉ်းစားစရာမိဟိုတစ်ခုပါအလားအလာကောင်းတွေအများကြီးနဲ့ပြည်စုံနေတဲ့နိုင်ငံတစ်နိုင်ငံကဘလို့ဖြစ်ပြီးခုတပိုးနဲ့ကိုဆင်းရဲတွင်းထက်ကိုတဲ့တဲ့မမလျှော့ထားခဲ့တာလေကဲဒီအဖြေကိုရှာဖို့တမိုင်းကိုတစ်ချက်ပြန်ကြည့်လိုက်ကြအောင် ဒီမှာကြည့်လိုက်ရင်ခြားနာချက်ကတော်တော်လေးကိုတည်တာပါတယ်1980ခုနှစ်တည်းတုန်းကဆိုရင်မြန်မာနိုင်ငံဟာလွတ်လပ်ရေးရခါဆော့အာရှရဲ့စပါးကြီးဆွဲနာမည်နဲ့အလားအလာအကောင်းဆုံးနိုင်ငံတစ်နိုင်ငံပေါ့ဒါပေမဲ့နှစ်30လောက်ပဲကြားတယ်1980ခုနှစ်တည်းရောက်တော့အချင်းတွေကပြောင်းပြန်ကြည့်သွားရောအာရှရဲ့စပါးကြီးဆိုပြီးကမ္ဘာအဆင်းရဲဆုံးနိုင်ငံတွေထဲကတစ်နိုင်ငံဖြစ်သွားခဲ့တယ်ဘယ်လိုဖြစ်ပြီးဒီလောက်ထိအဆုံးရောက်ပြောင်းလဲသွားရတာလဲ ကဲအဲ့ဒီတော့ပထမဆုံးအပိုင်းငင်းနဲ့အာရှရဲ့ပြုတ်ဆုံးသွားတဲ့ရတနာဒီမိုကရေစီနိုင်ငံတစ်တစ်ခုရဲ့ဂရိကဝိတ္တီနဲ့ရင်ဆိုင်ခဲ့ရတဲ့အန်ဒီရယ်ဒီကြောင့်ကိုအရင်ဆုံးကြည့်လိုက်ကြရအောင် 1948လွတ်လပ်ရေးရပြီးစားအချိန်ပေါ့တိုင်းပြည်တစ်ခုလုံးကမျောလင်းချက်တွေနဲ့တကယ်ကိုတောက်ပနေခဲ့တယ်အဲဒီတော့ကပထမဆုံးဝင်ကြီးချုပ်ဦးနုရဲ့ဦးဆောင်မှုနဲ့အတူဒီမိုကရေစီနိုင်ငံတစ်ခုကိုအားလုံးကတည်ထောင်ဖို့အားခဲခဲ့ကြတဲ့ချိန်မှာ ဒါပေမဲ့အဲ့ဒီမျောလင်းချက်တွေကကြားကြမခံလိုက်ပါဘူးအုတ်ချုပ်တဲ့ဖက်ဆပ်လာပါဒီယမှာကိုပဲအုပ်စုတွေကွဲအချင်းချင်းပြဿနာတွေတက်အချင်းပြချားစားမှုဆွဆွဲချက်တွေအုတ်ချုပ်ညံ့ဖင်းတဲ့ဆိုတဲ့ဝေဖန်မှုတွေကတောက်ရှုပ်ထွက်လာတယ်ပြီးတော့ဗုဒ္ဓဘာသာကိုနိုင်ငံတော်ဘာသာဖြစ်သတ်မှတ်လိုက်တာကတိုင်းရင်းသားလူနည်းစုတွေနဲ့အဆင်မပြေချစ်စေခဲ့တယ်တိုင်းရင်းသားတွေအတွက်ပြည်နယ်တစ်ကြီးပေးမယ်ဆိုတဲ့ကတိတွေကလည်းနိုင်ငံရေးကိုပိုပြီးရှုပ်ထွင်းသွားစေတာပေါ့ဒီအချင်းတွေအားလုံးကနောက်ဆုံးမှာတက်မတော်ဝင်လာဖို့အကြောင်းပြချက်ကောင်းတစ်ခုဖြစ်သွားခဲ့တယ် အဲ့တော့မှာတော့မြန်မာတမိုင်းရဲ့အဓိကလက်ပြောင်းတစ်ခုကိုရောက်လာပါပြီ Socialist စံပတ်မှုဘလိုချိုကြီးတူရဲ့အစွန်းရောက်ဖြည့်ချင်းချက်ပေါ့ ဒီအချိန်စရာကိုကြည့်လိုက်ရင်အဖြစ်ပြက်တွေကရှင်းပါလေ1948မှာလွတ်လပ်ရေးရတယ်စံနှစ်အကြာ1958မှာနိုင်ငံရေးပြဿနာတွေကြောင့်ဦးနုကတက်မတော်ကိုအိမ်ဆောင်အစိုးရအဖြစ်ခဏတာဝန်ပေးခဲ့ရတယ်1960မှာဦးနုကပဲရကောက်ပွဲမှာမဲအပြည့်အသက်နဲ့အနိုင်ရပြီးအာဏာပြန်ရခဲ့မယ်အဲ့ဒီနောက်နှစ်ပဲ1960မှာတော့ဗိုလ်ချုပ်ကြီးနေဝင်ကစစ်အာဏာသိမ်းပြီးဒီမိုကရေစီခေတ်ကိုအဆုံးသတ်လိုက်တော့တာပါပဲ အာနာသိန်းပြီးချင်းမှာပဲအစိုးရအသစ်ကသူတို့ရဲ့သဘောထားကိုပြက်ပြက်သားသားပြလိုက်တယ်လွတ်လပ်ရေးလှုပ်ရှားမှုရဲ့ပြရုပ်တစ်ခုတမိုင်းဝဲနေရာတစ်ခုဖြစ်တဲ့ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂအဆောက်အုံကိုဒိုင်းနာမိုက်နဲ့ဖြိုချခဲ့လေဒါဟာစန့်ကျင်မှုမှန်သမျှကိုအပြင်းထန်နေကွက်မယ်ဆိုတဲ့ရှင်းလင်းတဲ့သတင်းစကားပါပဲ အဲ့ဒီနောက်မှာတော့အစိုးရကမြန်မာ Socialist လမ်းစဉ်ဆိုတာကိုချမှတ်လိုက်တယ်အဓိကကတော့ဒါပါပဲနိုင်ငံရဲ့စီးပွားရေးတစ်ခုလုံးကိုအစိုးရကပဲချုပ်ကင်မယ်ပုဂ္ဂလိကပိုင်လုပ်ငန်းတွေစက်ရုံတွေအကုန်လုံးကိုပြည်သူပိုင်သိမ်းမယ်ပြီးတော့နိုင်ငံကိုတခြားကမ္ဘာနဲ့အဆက်ဖြတ်ပြီးကိုအားကိုမဲ့ဆိုတဲ့အထီးကျန်ဝါဒကိုကျင့်သုံးခဲ့ပါတယ်အဲ့ဒီလိုအစိုးရကရာအားလို့ကိုချိန်ချုံလိုက်တဲ့အခါဘာဒီဆက်ဖြစ်လာတယ်လဲနိုင်ငံတော်ရဲ့ကြာရှုံးမှုကနေအရေးစီးပွားရေးဆိုတဲ့ဈေးကွက်နှက်ကြီးတစ်ခုဘယ်လိုပေါ်ပေါက်လာတယ်လဲဆိုတာကြည့်လိုက်ရအောင်အဲ့ဒီခေတ်ရဲ့စီးပွားရေးကိုသူတည်တည်တဲ့ကနှစ်ထပ်ကွမ်းစီးပွားရေးလို့နာမည်ပေးခဲ့တယ်ပြောရရင်နိုင်ငံထဲမှာစီးပွားရေးစနစ်နှစ်ခုမြင်ပြိုင်လို့ဖြစ်နေတာပါတစ်ခုကအစိုးရရဲ့အမိခံတဖြည်းဖြည်းပြိုလဲနေတဲ့နိုင်ငံပိုင်စီးပွားရေးနောက်တစ်ခုကတော့တကယ်တမ်းမှာပိုင်းပစ်တစ်ခုလုံးကိုလက်ပတ်နေတဲ့အေယာမတရားမဝင်ဈေးဝယ်နဲ့ကြီးပါပဲအစိုးရမှာတရားဝင်ကွန်သွယ်ရေးကော်ပိုရေးရှင်း22ခုရှိတယ်လူတွေကဒီဈေးဝယ်နဲ့ကြီးကိုခနဲတဲ့အနေနဲ့ကွန်သွယ်ရေးကော်ပိုရေးရှင်း23လို့နာမည်ပြောင်းပေးခဲ့ကြတယ်ဆိုလိုရင်းကရှင်းပါတယ်တိုင်းပြည်ရဲ့တကယ်စီးပွားရေးကိုမောင်းနှင်နေတာကအစိုးရမဟုတ်ပဲဒီတရားမဝင်ကွန်ရက်ကြီးဖြစ်နေပြီဆိုတာပါပဲ1900ခုနှစ်ကျော်ရောက်တဲ့ခါမှာတော့အခြေအနေကပိုဆိုးလာတယ်နိုင်ငံရဲ့ပြည်တွင်းပြည်ပကုန်သွယ်မှုအားလုံးရဲ့3ပုံ2ပုံကျော်ကဒီဈေးကွက်နှက်ကနေပဲလာနေတာပါဒါကဘေးလိုင်းကတရားမဝင်လုံကလေးမဟုတ်တော့ဘူးနိုင်ငံရဲ့အဓိကစီးပွားရေးအင်ဂျင်ကြီးဖြစ်နေပါပြီအစိုးရစီးနဲ့ဈေးကွက်နဲ့ဈေးဘလောက်ကွာလေကြည့်လိုက်ပါဈေးနဲ့စီလိုအခြေခံပစ္စည်းတစ်ခုကအစိုးရထက်မှတ်စီးတဲ့အစ40အထိပိုပြီးဝဲနေရတယ်ဈေးဝါးတွေဆိုရင်အစ20ကျော်ဈေးကွာတယ်ဒီလိုချင်းနေမှာတာမန်ပြည်သူတယောက်ရဲ့နေ့စဉ်ဘဝရှင်တန်ရေးကဘလောက်တောင်ခက်ခဲမလဲဆိုတာစဉ်းစားတာကြည့်ပါတော့ဒီလိုနဲ့ပဲတိုင်းပြည်ကကြာရှုံးမှုတန်တရာတွေကိုတဝဲလေရောက်သွားတာပါပဲအစိုးရကပိုထင်းချုပ်လေလူတွေကပိုရှောင်တင်းလေအစိုးရကပိုပြီးတင်းချက်လေအဲ့ဒီတန်တရာကြီးပေါ့ဒီတန်တရာကဒီလိုလဲပတ်တာပါ
အဆင့်1အစိုးရကစီးပွားရေးကိုတင်းကျပ်စွာထိန်းချုပ်တယ်အဲ့ဒီအခါမှာအဆင့်1ပစ္စည်းတွေရှားပါလာပြီးဈေးကွက်နဲ့တီပေါ်လာတယ်အဲ့ဒီတော့အစိုးရကအဆင့်3အနေနဲ့ပိုပြီးတင်းကျပ်တဲ့ထိန်းချုပ်မှုတွေနဲ့ပြန်တယ်အဲ့ဒီအခါကျတော့ရှောင်လွဲဟိုလမ်းချောင်းတွေကပုံများလာပြီးတရားဝင်စီးပွားရေးကပဲထပ်ပြီးကျဆင်းသွားတာဒီတန်တရားကအဆုံးမရှိလဲပတ်နေတော့တာပါပဲအုတ်ချုပ်ကြီးရဲ့ညံ့ခင်းမှုကိုဘူချုပ်ကြီးနေဝင်ကိုယ်တိုင်အောင်ဝင်ခံခဲ့ရတဲ့အထီပါပဲ1965ခုနှစ်ကသူပြောခဲ့တဲ့စကားတစ်ခုရှိတယ်မိုးရွာတယ်လို့ပဲသူတို့ကစီတွေကိုမကွေးကိုပို့တယ်မြို့မှာနေတယ်ငါတို့ကကျွမ်းကျင်မှုမရှိတဲ့လူတွေစုထားတာတဲ့ခေါင်းဆောင်ကိုယ်တိုင်ကဒီလိုဝင်ခံနေတာကစနစ်တစ်ခုလုံးဘလောက်တောင်ချွတ်ချုံကြနေပြီလဲဆိုတာပြရတာပါပဲတကယ်တော့ဒီပြဿနာရဲ့အရေးမြစ်ကရှင်းပါတယ်စစ်တပ်ရဲ့စီနံခန့်ခွဲမှုညံ့ဖျင်းခြင်းဟာအစကတည်းကဒီစစ်နှစ်ရဲ့အုံမြစ်ထဲမှာကိုပဲပါဝင်တိဆုတ်ထားပြီးတာဖြစ်နေတာမှာစီမံခန့်ခွဲမှုညံ့ဖျင်းတာကနေတဆင့်အခြေအနေကပိုဆိုးသွားတဲ့အခါအုတ်ချုပ်သူတွေရဲ့တွေးခေါ်ပုံကလက်တွေ့နဲ့ကင်းကွာပြီးမော်ဆန်တဲ့တွေးခေါ်မှုဘက်ကိုရောက်သွားပါတော့တယ်။အဲ့ဒါကပဲနောက်ဆုံးကျိုးပေါက်သွားမယ်အမှတ်ဖြစ်ခဲ့ပါတယ်။အစိုးရရဲ့မူဝါဒတွေကတဖြည်းဖြည်းနဲ့အထီးပဲမရှိတော့ပဲထူးဆန်းလာတယ်။ဒီမေးခွန်းကမေးစရာဖြစ်လာပါတယ်။တိုင်းပြည်ရဲ့မူဝါဒတွေကိုကနေပြည်တော်နဲ့ချမှတ်နေကြတာလား အချင်းရှားဆုံးကတော့1989ခုနှစ်ကငွေစကုဖြတ်သိမ်းမှုပါပဲအစိုးရကယုတ်တိရဲ့ကြီး25ချက်တန်35ချက်တန်နဲ့85ချက်တန်ဒီကိုတရားမဝင်ဘူးလို့ကြေညာလိုက်တယ်အသစ်ထုတ်တာက45ချက်တန်နဲ့60ချက်တန်ပါလို့လဲဆိုတော့45နဲ့60ကပိုချုံနေဝင်ရေကန်းကောင်းကနန်6နဲ့စားလို့ပြက်လို့တယ်ဒီအတေးပဲမရှိတဲ့လုံရက်တစ်ခုတည်းနဲ့တနိုင်ငံလုံးသားပြည်သူတန်းနဲ့ချီပြီးသူတို့တစ်သက်လုံးစုဆောင်းထားတဲ့ပိတ်ဆန်တွေဟာလျိုကြီးတပြားမှမရပဲအလားဟာထဖြစ်သွားခဲ့ရတယ်အစိုးရကတော့ဒါဟာနခက်ပေတင်ကြောင့်မဟုတ်ပါဘူးလို့အခိုင်အမာညင်းခဲ့တယ်မဲ့အဲ့ဒီအချိန်မှာတော့သူတို့စကားကိုဘယ်သူမှမယုံတော့ပါဘူးအစိုးရနဲ့ပြည်သူကြားမှာယုံကြည်မှုဆိုတာလုံးဝကိုပြတ်သုံးသွားခဲ့ပါပြီနောက်ဆုံးမှာတော့ပြည်သူတွေရဲ့တိခတ်နိုင်စွမ်းဟာအဆုံးစုံကိုရောက်သွားခဲ့တယ်1988ခုနှစ်မှာတနိုင်ငံလုံးအတိုင်းအတာနဲ့ဆန္ဒပြမှုတွေပေါက်ခွဲထွက်လာခဲ့ပါတယ်တမတော်ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ဖြိုးခွဲမှုကြောင့်လူထောင်ပေါင်းများစွာအသက်ဆုံးရှုံးခဲ့ရပြီးဆယ်စုနှစ်နဲ့ချီကြာမြင့်ခဲ့တဲ့နိုင်ငံတော်ကြာရှုံးမှုရဲ့ချီးကွဲစရာအမွေကိုခြံထားရခဲ့ပါတယ်ဒီဇလန်တစ်ခုလုံးကနောက်ဆုံးမှာဒီမေခွန်းကိုမေးစီပါတယ်တရားဝင်နိုင်ငံတော်တရက်ကြောက်ရှုံးသွားတဲ့အခါတွန်းနေတာမှာဘာကအစထိုးဝင်ရောက်လာတယ်လဲမြန်မာသမိုင်းကပြသနေတဲ့သင်ခန်းစာလာတော့ရှင်းပါတယ်နိုင်ငံတော်ရန်တရားပြည့်စည်သွားတဲ့အခါလူတွေဟာရှင်သန်ဖို့အတွက်ကိုယ်ပိုင်နီလန်းတွေကိုယ်ပိုင်စနစ်ကြီးကိုမဖြစ်မနေဖန်တီးကြရတဲ့ဆိုတာပါပဲဒါဟာနိုင်ငံတနိုင်ငံတည်းအတွက်မဟုတ်ပဲအုပ်ချုပ်မှုနဲ့ရှင်သန်မှုကြားကဆက်ဆက်မှုကိုနားလည်ဖို့အတွက်အရေးကြီးတဲ့သွေးစရာတစ်ခုဖြစ်ပါတယ်